တစ်ပတ်နိုင်ငံတကာသတင်းတွေထဲမှာရှေ့လယ်ပိုင်းစစ်ရေးသတင်းတွေကပြန်လည်တက်ဝင်လုပ်ခဲ့ပါတယ်ဒီတစ်ပတ်ထဲမှာအီရန်ခေါင်းဆောင်ဟောင်းဇာဗနာကျင်းပခဲ့တယ်လို့အမေရိကန်နဲ့အီရန်ကြားမှာပြစ်ခတ်တိုက်ခိုက်မှုတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကအမေရိကန်နဲ့အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းတေဆုံးသွားခဲ့တဲ့အီရန်ခေါင်းဆောင်ဟောင်းခါမေနီရဲ့ဇာဗနာအခမ်းအနားကိုဒီတစ်ပတ်ဇူလိုင်4ရက်နေ့မှာကျင်းပခဲ့ပါတယ်ရက်တစ်ပတ်ကြာကျင်းပမဲ့ဇာဗနာအခမ်းအနားကိုအီရန်မြို့တော်တီဟီရန်မှာစတင်ကျင်းပရာလူကြီးတန်ပေါင်းများစွာလမ်းမတွေပေါ်ကိုထွက်လာခဲ့ကြပါတယ်အီရန်သတင်းဌာနကတော့ဇာဗနာအခမ်းအနားကိုနိုင်ငံ30ကျော်ကကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်အီရန်အာဏာပိုင်တွေကခါမေနီရဲ့လူထုနောက်ဆုံးခရီးကိုအမေရိကန်ပြည်ထောင်စုတည်ထောင်ရှင်နှစ်250ပြည့်တဲ့ဇူလိုင်လ4ရက်နေ့ကိုတမင်တကာရွေးချယ်ခဲ့တာဖြစ်ပါတယ်ဇာဗနာအခမ်းအနားတက်ရောက်လာသူတွေကအခမ်းအနားမှာအမေရိကန်စန့်ကျင်ရေးကြွေးကြော်တမ်းတွေကိုကြွေးကြော်ခဲ့ကြပါတယ်အီရန်အာဏာပိုင်တွေကတော့ဒီဇာဗနာအခမ်းအနားကိုအီရန်ပြည်သူ15တန်းကနေတန်း20အထိလာရောက်ဂါရပြုမယ်လို့ခန့်မှန်းထားပါတယ်အပြည့်ရထားတဲ့အီရန်ပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုဟာဒီတစ်ဖက်တည်းဟောမုတ်ရေလက်ကြားမှာကုန်သွယ်ရေးတင်မောသုံးစီးတိုက်ခတ်ခံရမှုနဲ့အတူပြက်ပြားခဲ့ပြီဖြစ်ပါတယ်နိုင်ငံတကာရေကြောင်းလမ်းမှာအပြစ်မဲ့ပြည်သူတွေလိုက်ပါလာတဲ့ကုန်သွယ်ရေးတင်မောတွေကိုအီရန်ကတိုက်ခတ်ခဲ့တဲ့အတွက်တုံ့ပြန်တဲ့အနေနဲ့အမေရိကန်ကအီရန်အပေါ်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်ဒါဟာကြီးလေးတဲ့တန်ဖိုးပေးဆက်ရစေဖို့ရည်ရွယ်ပြီးစစ်စင်ရေးကိုစတင်ခဲ့တာလို့အမေရိကန်ဗဟိုစစ်ဌာနချုပ်ကပြောပါတယ်အမေရိကန်စစ်တပ်ဟာအီရန်နိုင်ငံအတွင်းကပြစ်မှတ်ပေါင်း80ကျော်ကိုဇူလိုင်လ9ရက်နေ့မှာလေကြောင်းကနေအပြင်းထန်ဘုံကျဲတိုက်ခတ်ခဲ့တာပါအမေရိကန်တိုက်ခိုက်မှုကြောင့်ကတ်ဂျွန်ဘန်နာအာဘတ်စ်နဲ့ဆီရီးမြို့တွေကိုထိမှန်ခဲ့ပြီးလူတချို့ဒဏ်ရာရရှိခဲ့တယ်လို့အီရန်နိုင်ငံပိုင်မီဒီယာတွေမှာတော့ဖော်ပြခဲ့ပါတယ်အီရန်ဒုနိုင်ငံသားရေးဝန်ကြီးကတော့ဒါဟာပြီးခဲ့တဲ့လကလက်မှတ်ရေးထိုးထားတဲ့နားလည်မှုစာချုပ်လာကိုချိုးဖောက်တာဖြစ်ပြီးတီဟီရန်အနေနဲ့ပြက်ပြက်တသားတုံ့ပြန်မယ်လို့ပြောခဲ့ပါတယ်ဒီနောက်မှာဒေတာတွင်းရှိကူဝိတ်နဲ့ဘာရိန်းနိုင်ငံတွေအခြေစိုက်အမေရိကန်စစ်စခန်းတွေကိုအီရန်ကဒရုန်းတွေဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်အီရန်ပစ်ခတ်မှုအပြီးတူရကီနိုင်ငံအန်ကာရာကိုနေတိုးထိပ်သီးအစည်းအဝေးပွဲတက်ရောက်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတီဟီရန်နဲ့ရရှိထားတဲ့ပစ်ခတ်ရဲစဲရေးပြီးဆုံးသွားပြီလို့ပြောခဲ့ပါတယ်နေတိုးထိပ်သီးဆွေးနွေးပွဲကိုအန်ကာရာမှာဇူလိုင်9ရက်ကစပြီး2ရက်ကြာကျင်းပနေတာပါဒီအစည်းအဝေးကိုနေတိုးအဖွဲ့ဝင်32နိုင်ငံကခေါင်းဆောင်တွေတက်ရောက်နေတာဖြစ်ပါတယ်နေတိုးအစည်းအဝေးပထမဆုံးနေ့မှာပဲဒေါ်နယ်ထရန့်ကနေတိုးအဖွဲ့ပေါ်အတော်လေးကိုစိတ်ပြတ်မိတယ်လို့ဝေဖန်ခဲ့ပါတယ်ဒီအစည်းအဝေးကရုရှားကိုရင်ဆိုင်နေရတဲ့ယူကရိန်းအတွက်အကူအညီများစွာထွက်ပေါ်လာခဲ့ပါတယ်ယူကရိန်းလုံခြုံရေးနဲ့ကာကွယ်ရေးအတွက်ယခုနှစ်အတွက်ယူရိုဘီလီယံ80တန်ဖိုးရှိမဲ့စစ်ရေးအကူအညီပေးဖို့အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်ဒါပြင်ဥရောပကိုကာကွယ်ဖို့အတွက်တာဝေးပစ်ဒုံးကျည်စနစ်အသစ်တစ်ရက်ကိုလည်းလာမယ့်10နှစ်အတွင်းဖော်ဆောင်ဖို့ရာဒေါ်လာဘီလီယံ50ကျော်အသုံးပြုမယ်လို့ဗြိတိန်ပါဝင်နေတိုး12နိုင်ငံကကြေညာခဲ့ပါတယ်ယူကရိန်းနဲ့ရုရှားကြားစစ်ပွဲကလေကြောင်းကအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကဒီတစ်ပတ်မှာဆက်လက်ပြင်းထန်ခဲ့ပါတယ်ဇူလိုင်9ရက်ညကနေဇူလိုင်10ရက်မနေ့အထိရုရှားဘက်ကပစ်လွတ်တဲ့ဒုံးကျည်ဒရုန်းမျိုးစုံ186စင်းနဲ့139စင်းပစ်ချနိုင်ခဲ့တယ်လို့ယူကရိန်းလေတပ်ကသတင်းထုတ်ပြန်ပါတယ်ဇူလိုင်10ရက်မနက်ပိုင်းမှာတော့ယူကရိန်းကဒရုန်းတွေနဲ့ပြန်တိုက်လို့နီစီနီကန်မြို့ကစက်မှုစည်းဝါးလုပ်ငန်းတွေပျက်စီးပြီးအရေးပေါ်ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရတယ်လို့ရုရှားသတင်းတွေမှာဖော်ပြခဲ့ပါတယ်။ဒါ့အပြင်အာဆော့ပင်လယ်ထဲမှာရှိနေတဲ့ရုရှားရဲ့စီတင်တင်မော9စင်းကိုယူကရိန်းကဇူလိုင်10ရက်ညပိုင်းမှာတိုက်ခိုက်လို့ပျက်စီးခဲ့ကြောင်းရုရှားသတင်းတွေကဖော်ပြခဲ့ပါတယ်။ဒီတစ်ပတ်ထဲတဘာဝဘေးတွေကကမ္ဘာအနှံ့မှာဖြစ်ခဲ့ပါတယ်။တရုတ်နိုင်ငံအလယ်ပိုင်းဟူဘေးပြည်နယ်မှာအင်အားပြင်းလေဆင်နှမောင်း2ခုဝင်ခဲ့လို့အနည်းဆုံး9ဦးကနေ10ဦးထိတေဆုံးခဲ့တယ်လို့ကမ်းစုပြည်နယ်မှာဖြစ်ပွားခဲ့တဲ့မြေပြိုမှုကြောင့်22ဦးတေဆုံးခဲ့ပါတယ်။တရုတ်တောင်ပိုင်းကနန်းထဲမှာတော့တိုင်ဖုန်းမုန်တိုင်းမိုင်းဆိုက်ကြောင့်စံချိန်တင်မိုးရွာသွန်းလို့ရေကြီးရေရှမ်းကဇူလိုင်9ရက်မနက်ပိုင်းအထိ4ဦးတေဆုံးပြီး10ဦးပျောက်ဆုံးနေပါတယ်။တခြားစိတ်ဝင်စားဖွယ်သတင်းတွေလည်းဒီတစ်ပတ်မှာဖြစ်ခဲ့ပါတယ်။စီးရီးယားကိုပြင်သစ်သမ္မတမိုက်ခရွန်ရောက်ရှိနေစဉ်မိုက်ခရွန်တဲခိုနေတဲ့ဟိုတယ်အနီးမှာဘုံနှလုံးထားပေါက်ခဲ့တာဒီလင်ကအနောက်ပိုင်းကအကျဉ်းထောင်တစ်ခုမှာစူပူအုံကြွမှုဖြစ်လို့ထောင်ဝန်ထမ်း9ဦးပါဝင်လူ26ဦးတေဆုံးပြီး100ကျော်ဒဏ်ရာရရှိခဲ့တာအပူချိန်စံချိန်တွေမြင့်တက်လို့ဥရောပတောင်ပိုင်းမှာတောမီးတွေလောင်နေလို့လူထောင်ပေါင်းများစွာထွက်ပြေးနေရတာကွန်ဂိုမှာအီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ1560ကျော်အထိရောက်ရှိလာခဲ့တာစတဲ့သတင်းတွေဒီတစ်ပတ်မှာဖြစ်ခဲ့တဲ့ဆိုတာတင်ပြရင်းယခုတစ်ပတ်နိုင်ငံတကာသတင်းကောက်နှုတ်ဖော်ပြချက်ကိုဒီမှာပဲရပ်လိုက်ရှင်ပါတယ်